မင်္ဂလာပါ MM9 Sports Media မှကြိုဆိုပါရစေ။ဘောလုံးဝါသနာရှင်များအတွက်ဒီနေ့မှာကစားမဲ့အသင်းတွေရဲ့တွေ့ဆုံမှုကိုသုံးသပ်တင်ပြပေးသွားမှာပါ။ဘိုင်ယင်မျိုးနဲ့အသင်းဟာလက်ရှိမှာတိုက်စစ်ပိုင်းမှာစွမ်းဆောင်ရည်အလွန်ကောင်းမွန်နေတာကြောင့်ဂိုးရနိုင်စွမ်းအလွန်မြင့်မားနေတာမှာသူတို့ရဲ့စုဖွဲ့မှုနဲ့ဂိုးသွင်းဆက်တွေကတစ်ဖက်အသင်းရဲ့ခံစစ်ကိုအချိန်မယူရချင်းချုံနိုင်စွမ်းရှိနေပါတယ်။တစ်ဖက်မှာလည်း PSG အသင်းဟာတိုက်စစ်ကြံတမ်းမှုရှိပြီးပြိုင်ဘက်ကိုကွင်းလုံးပြည့်ဖိအားပေးကစားနိုင်စွမ်းရှိနေတာပါ။ဒီလိုအခြေအနေတွေကြောင့်နှစ်ဖက်စလုံးမှာအချိန်မရွေးဂိုးသွင်းနိုင်တဲ့ကမ္ဘာအဆင့်မီကစားသမားတွေပါဝင်နေခဲ့တာမို့ပွဲရလဒ်ကိုခံမှန်းဖို့အယမ်းခက်ခဲနေပါတယ်။မကြသေးမီကပွဲစဉ်ဒီမှာနှစ်ဖက်အသင်းလုံးရ form ကအပြိုင်အဆိုင်ဖြစ်နေတာကြောင့်ဒီနေ့ပွဲဟာတိုက်စစ်အပြန်အလှန်နဲ့ဂိုးတွေအများကြီးမြင်တွေ့ရနိုင်တဲ့ပွဲကောင်းတစ်ပွဲဖြစ်လာအောင်ပါကိုယ့်ရဲ့ထင်မြင်ချက်တွေမတူညီတဲ့အမြင်တွေကိုလည်း comment မှာရေးခဲ့ပေးနော်ဘောလုံးဝါသနာရှင်များအနေဖြင့်အခုလိုသုံးသက်ချက်တွေကိုသိရှိလိုပါက page ကို like နဲ့ follow လေးလုပ်ထားပေးပါ YouTube မှာဝါသနာရှင်များလည်းခေါင်းလုံးလေးနှိပ်ခဲ့ပေးပါရှင်အားလုံးကိုကြည်စုတင်ပါတယ်ရှင်နောက်ထပ်ပွဲစဉ်ဒီမှာပြန်တွေ့ပါမယ်